If it makes you happy, it's never a waste of time. ခုဆိုရင်ထိုင်းနိုင်ငံခန့်ချနာဘူရီထောင်ဘဖုံမျိုးနဲ့ဝက်ဝူလူးဝဖူးကြောင်ကနေတော်ခီဆော့ထုတ်ပြင်ဆင်နေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တငယ်ချင်းကထုတ်ပို့ရောကဲနေအောင်တော့ ready ဖြစ်နေပြီကာလန်ကြီးတရှောင်းမှာလည်းမြင်ရတဲ့ရှုခင်းတစ်ပါတော့ so fineကာချောင်းနိုင်ဝင်ကျင်တော့စီလိုက်ရတာ။နက်ကလေးကနေရည်နဲ့ပြည့်သိတာ။ဘာကတော့အရန်စတယ်။ Walking စားရတော့မှာဖြစ်ပါတယ်။ဒီလိုနဲ့ walking ရရင် 7-Eleven နဲ့ဝယ်လာတဲ့အလွယ်စားပြောင်းမှုကိုပြောရဲစွာနဲ့စားလာတယ်။ကျွန်တော်တကယ်ချင်းကလည်းမသိရင်တော့အမှန်ကန်ရုံးစားနေမှာပဲ။တော်ရဆောက်ဝင်ဖြစ်ပါတယ်အချိန်ကညနေ6နာရီထိုးတော့မှဆိုတော့မောင်ရီစားပြိုးချက်လေးဖြစ်နေပါပြီဒီလိုနဲ့မိုးကဝတ်စော်မပါရတဲ့ကြားလဲမိုးကအကြောင်းချက်မရှိ play ရွာချလာတာနောက်တနေ့မနေ့မှာတော့ချီလိုက်ပါဆိုတဲ့ထိုင်းခရန်ရွာဖူးကြောင်းလေးမှာတဲခုတ်ခဲ့တယ်ဖူးကြောင်းရှင်းမဆိုရင်တော့ဒီသလာပါကစောက်ထားတဲ့ဇရက်တလုံးရဲ့အင်းများကြီးနေတဲ့ဆန်းကြောင်းလေးလည်းရှိပါသေးတယ်ရွာတွေကရမ်းသားရတော့ကျွန်တော်ကလည်း enjoy the place ဒါတော့ walking နောက်တစ်ကြောဖြစ်ပါတယ်12 ကီလိုမီတာလောက်လမ်းလျှောက်ပြီးတဲ့နောက်လမ်းမပါလာတဲ့ရေရလည်းကုန်ပြီမို့စမ်းချောင်းကသဘာဝရေကိုပဲသုံးဆောင်လာတော့တာနာယူလက်စားနဲ့စံကြောင်အကြီးမှာခြေတွေလက်တွေသစီဖြစ်ကြတယ်အစားကတော့ခြေလက်စီဝလောက်ပါပဲဒီတွင်းနေနိုင်တဲ့ကျွန်တော်တငယ်ရင်ကတော့ထုံးစံအတိုင်းဒီလိုနဲ့ရေတွေပါလေဆော့ပြီးတဲ့နောက်ခရီးတစ်ဆက်ကြတာဘာကလည်းအနေငယ်ဆလာပြီဆိုတော့မမချောင်းနဲ့ပဲခိတ္တဖြစ်သိထားလိုက်တယ်ကျောင်းသားဘွားတို့ကဆိုရင်လည်း
အတန်းခေါလောင်တီဗီမှာခံတဲ့နောက်ကျဝင်နေရှိသလိုဒီလိုခရီးထွက်ကြပြန်တော့လဲနောက်ဆုံးတော့ကြံခဲ့ပြန်တယ်ဒီလိုနဲ့ဝက်စုခုလိုမြည်တဲ့ထိုင်းခရန်ရွာဦးကျောင်းလေးမှာရောက်ရှိခဲ့တယ်မြန်မာနိုင်ငံဘက်မှဆိုရင်လေကီကောမူလီအီတောင်တို့နဲ့နှီးဆက်ပြီးထိုင်းနိုင်ငံဘက်မှဆိုရင်တော့မဲဆော့ကံမဲဖိုင်တို့နဲ့လည်းနှီးပါတယ်ဒါကတော့ဝက်စကူရွာဖုန်ကြီးကျောင်းမှာတစ်နှစ်မှတစ်ကြိမ်သာကျင်းပတဲ့ရွာဦးကျောင်းလူပွဲပဲဖြစ်ပါတယ်မြို့ပေါ်အားလူရှင်များစွာကရန်ဂျာကားတွေနဲ့လာရောက်ပြီးအလူပြကြတဲ့ပွဲတွေဖြစ်ပါတယ်ရက်ကွက်အတွင်း၌မီချင်းနေထိုင်ကြပြီးတော့အားလုံးကကြီးရွယ်အိုလူပြိုအပြေကလေးများအပေါင်းတို့ကလည်းဝိုင်းဝန်းပတ်ဝန်းကူညီဆောင်ရွက်ကြပါတယ်မနက်၈နာရီကတော့ရဟန်းသံဃာများနဲ့ကိုရင်လေးများဆွန်းဖောက်ရန်အတွက်ပြင်ဆင်ကြရပါတယ်မြန်မာနိုင်ငံမှာဆိုရင်အာယုဆွန်းတစ်ကြိမ်မနက်7နာရီခွဲတစ်ကြိမ်ဆွန်း2ကြိမ်ဖောက်ပါတယ်ထိုင်းနိုင်ငံမှာကတော့မနက်တစ်ကြိမ်တည်းသာဆွန်းဖောက်ပါတယ်ရဟန်းသံဃာများဆွန်းဖောက်ပြီးတဲ့အခါလူကြီးလူငယ်အပေါင်းတို့ကလည်းပါဝင်သုံးဆောင်ကြပါတယ်ကျွန်တော်လည်းဟင်းလျားဆုပ်လင်းတဲ့တပွဲဆွဲပစ်လိုက်တယ်ဒီခီးစဉ်ကတော့ဒီလောက်ပါပဲ Don't forget to love yourself and like my page